ဒီစကားလေးနဲ့ညွှန်လင်းချက်လေးတစ်ချက်ပြောပြပေးပါဦးရှင် ကျွန်တော်တို့ဂရီနီကနေပြီးတော့တနိုင်ငံလုံးစစ်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ဖို့ရအတွက်ကတော့ကျွန်တော်တို့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေသာမကပြည်ပြမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေအားလုံးသူတို့ကပူးပေါင်းလက်တွဲလုပ်ကိုင်ဆောင်ရွက်နေပါတယ်အဲ့တော့ဒီလိုမျိုးစုစည်းမှုအားဒီဘယ်တော့ခါမှမရှိခဲ့ဘူးတဲ့အားဖြစ်တယ်ဒါကြောင့်မလို့တေချာပေါအောင်မြင်ရမယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးတိထားနေတယ်မြင်တွေ့နေတဲ့ဟာကဒီတော်လှန်ရေးခီးတွေလွယ်ကူကူလေးနဲ့ပန်းမပွင့်ဘူးဆိုတဲ့အတွက်ကြောင့်မလို့ခက်ခဲတွေကြမ်းတမ်းမှုတွေပျက်စီးမှုတွေယိုယွင်းမှုတွေအများကြီးကြုံနေနိုင်ပါတယ်ဆက်လက်ပြီးတော့မှတောင်းခံပေးဖို့ရအတွက်ကျွန်တော်တို့အများကြီးတောင်းဆိုပါတယ်ကျွန်တော်တို့ဒီအောင်မြင်အောင်မသိမကြခင်ချိန်တွေမှာဆွဲဆောင်ပါမယ်ကြိုးစားပါမယ်လူထုစိတ်မပြတ်စေရဘူးဆိုတာကိုကျွန်တော်တို့ပြောကြားလိုပါတယ်ကဲဆရာဟိုဒီပါရောက်နေတဲ့ဟိုအလူရှင်တွေအတွက်ကောနောက်ပြည်သူတွေအတွက်ကောတစ်ချက်စကားလေးပြောပါကျွန်တော်တို့မှာထောက်ပို့အင်အားတွေမရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ထောက်ပံ့နေတဲ့ရန်ပုံငွေဖြည့်ဆည်းပေးနေတဲ့ဒီတွေပြည်ပမှာရှိနေတဲ့ထောက်တွေမရှိဘူးဆိုရင်တော့ကျွန်တော်တို့မြေပြင်မှာလည်းလောက်ရဖို့ကတော်တော်ခက်ခဲပါဒီလူတွေရဲ့အားတွေကြောင့်မလို့လဲကျွန်တော်တို့အောင်မြင်မှုများစွာဖန်တီးနိုင်တယ်ဒါကြောင့်မလို့လဲဝဲပြီးတဲ့ ठी ကိုဆက်လက်ပြီးတော့မှပတ်ဖို့ပေးနိုင်ကြဖို့ရအတွက်ကိုကျွန်တော်တို့တောင်းဆိုလိုပါတယ်ကျွန်တော်တို့ဘက်ကလည်းတက်နဲ့ခန္ဓာကိုယ်နဲ့ရေးပြီးတော့မှအောင်မြင်မှုတွေကိုရအောင်စုခုမယ်ထောက်တာဝန်လေးတွေထမ်းဆောင်နေတဲ့သူတွေအားလုံးကလည်းကျွန်တော်တို့ဆက်လက်ပြီးတော့မှပါဝင်ပေးဖို့ရအတွက်ပြောကြားလိုပါတယ်ပါဝင်နေခဲ့တဲ့အချိန်တွေခုချိန်ဒီနေ့ထိကျွန်တော်တို့ဒါ green ရဲ့သမိုင်းနဲ့ကြည်ကျေးဆိုတာပဲတက်မတော် green တက်မတော်မှ90နဲ့မှ6နှစ်ပြည့်ခဲ့ပြီဒီ96နှစ်လုံးရုန်းကန်ပေးခဲ့တဲ့ထောက်ပြည်သူလူထုအားလုံးကိုတိမှတ်ပြုလေးစားကြောင်းကျွန်တော်တို့ပြောကြားလိုပါတယ်ကဲဆရာကျေးဇူးများတင်ပါတယ်ရှင်အခုလိုဖြေကြားပေးရတဲ့အတွက်ဟုတ်ကဲ့ကျေးဇူးတင်ပါ